နှစ်ဖက်နဲ့ကိုင် ဟုတ်ဘာပါစကစကြီးပါနှစ်ဖက်နဲ့ကြိုင် လက်ကိုအားကိုလျှော့တာနော်အဖွားလေးတစ်ချက်ဆွဲဒီနေသားဆိုဒီနေသားတိုင်းမှာတော့နော်ဒီနေသားတိုင်းမှာတော့ဆေးတစ်ပြင်းလုံးကြောက်အောင်နော်ဒီနေကဆေးမရောက်ဘူးနော်ဆေးမရောက်ဘူးတွေ့လားပြန်အောင်လိုက် နည်းနည်းလေးအောက်ဆိုင်ဟမ်ရတယ် ဒါဆိုပုံအုပ်သွားပြီဆိုတော့မှဒီအနောက်ကနေပြန်ပြီးတော့ထောက်မယ်နော်ဒီနေ့ထောက်မယ်နော်ဒီလောက်ဒီမထောက်တော့ဒါဆို100ကျော်အားနေနော် 90လောက်ပေါ့နော်85လောက်ဆို နည်းလေးဖြစ်ပြီးတော့ဆွဲ ချစ်ရတယ်အနောက်မကတ်ထားလိုက် ဒါပြီဆိုရင်ချမ်းကောင်းလေးအင်္ဂလိပ်ကိုပါလိုက်နော်ဘလိုဒီနေ့ဒီဇိုင်းလက်တစ်ခါကျရင်ဒါကျွန်တော်တို့ဆေးအုပ်မယ်ဖွားလေးလက်ကိုဖွားလေးရှော့မယ်နော်65 80လောက်စောင်းမယ်နော်စောင်းပြီးပါရင်ဆေးကိုဖွားလေးဇိုင်းအားလုံးအပြည့်ဟုတ်လိုက်ပြအောင်ပြည့်အောင်အုပ်မယ်ပြီးတော့လို့ဆိုရင်85 90လောက်ထောင်းမယ်ထောင်းပြီးတော့နည်းနည်းလေးဖိနော်နည်းနည်းလေးဖိပြီးတော့မှရှစ်တင်းတင်းလေးဆွဲဇိုင်းအဲ့ဒါမှအကုန်လုံးပြက်ပြက်သားဖြစ်သွားတာပေါ့နော်အဲ့လိုပြတ်သားမှုရှိမှထိကြလာအားမှုအမိုက်ပဲခဲလိုက်မှားပြီမှားလိုက်